ဒီနေ့ရော night duty ပြီးရောနားရက်လေးဖြစ်နေရောတနေ့ကောင်အိတ်နေရပေါ့နော်အဲ့ပြင်းလာပြီးရောညဘက်ရောက်တော့ staff ချင်းကိုရောက်သွားခဲ့တယ်ဒါပေမဲ့ဘူးမအောင်မရှိတော့နိုင်မိုးချုံနေပြီဆိုတော့ငွေချင်းနဲ့ချိန်ထားပေမဲ့လေငွေချင်းက workout ပြီးတော့သူပြန်သွားရောကိုတယောက်တည်းကြံခဲ့ရပေါ့မ workout လုပ်လိုက်ပြီးလိုက်နဲ့ပြီးတော့ဓပုံလေးရိုက်တယ်ဗီဒီယိုလေးလှည့်ပတ်ပြီးရိုက်ခဲ့ပေါ့နော်တရေနဲ့ကိုနဲ့ပဲကြံခဲ့ရလားမသိပါဘူးကျင်ပါပြီးတော့ဘူးမှလည်းမရှိတော့ဆိုတော့အဲကွန်နေမီပိတ်ခဲ့ပြီးလိုက်တယ်ပြီးတော့အိမ်ပြန်လာပါပြီဒါကတော့ staff lounge လေးပါတငယ်ချင်းတွေစုပြီးတော့စကားပြောလို့ရတယ်တင်ပြောလို့လည်းရတယ်စာလေးအေးဆေးလာဖတ်လို့ရတယ်အိမ်ပြန်လမ်းမှာလည်းဘူးမကိုမရှိတော့လမ်းပေါ်မှာတရေနဲ့ကိုနဲ့ပဲကြံခဲ့ရတယ်အားလုံးတတ်တာပါ